ပြည်သူအားလုံးပဲမင်္ဂလာပါဒီတစ်ခါတင်ဆက်ပေးခြင်းတဲ့တင်ရတော့ပေါ့နော်ဒီရုပ်ရှင်နဲ့ Academy တရုပ်ဆောင်မင်းတင်စာဦးရဲ့အကူပေါ့နော်ဦးညိုစောရောကနေပြီးတော့သူ့တပားရဲ့မြေပေါ်ကိုမတရားအတင်းအာသမာတက်သိမ်းနေတဲ့ဗီဒီယိုဖိုင်လေးကိုပြည်သူအားလုံးသိရှိစေတဲ့အတွက်အနောက်မှာဖော်ပြပြလိုက်ရပါတယ်ပေါ့နော်ပြည်သူတွေလည်းဒီဗီဒီယိုဖိုင်ကိုကြည့်ပြီးတော့ဘာဖြစ်လို့ဒီလိုလုပ်ရတဲ့လောက်တာလဲဆိုတာကိုဆက်လက်ပြီးကြည့်ရှုကြပါပေါ့နော်အခုချိန်မှာတရားဥပဒေရလည်းမဲ့နေတဲ့အတွက်ကြီးနိုင်ငံရေးဝါဒရလည်းမြန်မာနိုင်ငံမှာနေစဉ်နေရဆက်ဖြစ်နေတယ်။ဒါကြောင့်မို့ဒီလိုမျိုးလှုပ်ရှားတွေကိုဗီဒီယိုတွေအနေနဲ့ကြည့်ပြီးတော့ညညရှုချကြဖို့လိုပါတယ်။ဗီဒီယိုလေးကိုအနောက်မှာပေါ်ပြပြလိုက်ရပါတယ်ပေါ့နော်။အတူတူကြည့်တတ်ကြအောင်နော်။ဝန်ထမ်းတွေကိုမပြောနဲ့အမတို့ပြောချင်ထက်ကလူတွေပြော။ကားကြီးကိုမဝင်နဲ့နော်။ငါအခုငါနင်တို့ကပြောပြီးသွားပြီ။လှုပ်ရှားခိုင်းထားဝင်မှုခိုင်းလိုက်တော့ကျွန်တော်ဝင်မယ်။ခဏပြန်ချ။ကိုကကျွန်တော်ကဟုတ်လားကိုကပြောလို့မရဘူး။ဟုတ်ပြီအကိုကကျွန်တော်လည်းပြောလို့မရဘူးကျွန်တော်လည်းပြောလို့မရဘူးပြောချင်အပေါ်ကလူတွေနဲ့ပြောအပေါ်ဆိုတာဘယ်အပေါ်ကလည်းမသိဘူးထက်ကလူရှိတယ်အဲ့လေအမဟုတ်လေအပေါ်ဆိုတာဘယ်သူလဲလို့လောလောတယ်အထက်ကလူနဲ့ဆက်တယ်ပြောဆိုကျွန်တော်အဲ့လေအထက်ဆိုတာဘယ်အထက်ကိုပြောတာလဲနတ်စင်ဘောကပိုင်ရှင်တွေရှိရတယ်ပိုင်ရှင်တွေနဲ့မဟုတ်ဘယ်ပိုင်ရှင်လဲဟုတ်လားငါမြေရှင်ဟဲ့နင်တို့ကသခိုးတွေမို့လို့ငါပြောနေတာဟုတ်ပြီမြေရှင်ဒေါ်စန်းစန်းမော်ဟုတ်ကဲ့နင်တို့မရှက်ကြဘူးလားမကြောက်ကြဘူးလားဟင်သူများကြည့်လိုက်တော့နော်ဒီဗီဒီယိုကြည့်မယ်ဆိုရင်ဒီသူများမြေပေါ်မှာနော်ဒီမှာကြည့်လိုက်သူကလည်းကိုင်းနဲ့လာပြီးတော့အပင်ကိုရှင်းနေတယ်သူများမြေကိုကျူးကျော်မယ်ဆိုပြီးတော့သူတို့ကပေါ်ပေါ်ထင်ထင်ပဲကြီးမဆိုင်ဘူးဒါသူတို့အလုပ်သမားကောင်းကဒီလိုလုပ်နေပေါ့နော်ဒါဟုတ်ပါရှေအမားကြီးဖြစ်တဲ့အတော်ကြီးပေါ့နော်ဒေါ်ဆဆမော်လေးပေါ့သူရဲ့ဒီ Facebook ဆာမနာမှာတင်ထားတာဘာလဲဆိုရင်ဒါဦးညိုစောပါဝါနဲ့သူ့တဘာပိုင်ချမ်းမြေတွေကိုအတင်းအဓမ္မဝင်ကြီးဖို့လုပ်တဲ့ဦးညိုစောကရောက်ဖာမီဒီယာဆောင်အကိုဦးကျော်စိုးနိုင်ရဲ့တပည့်ဦးခင်မောင်ဦးနဲ့ဒီအင်ဂျီချန်နယ်ကောင်ကအကွန်ယူဘင်ပေါ်မှာတဲ့ကုမ္ပဏီအမှန်နဲ့အတူတဲ့လာရောက်ယူနေရဖြစ်ပါတယ်ကျွန်မချန်ဦးတဲ့2020ကကျူးကျော်ဝင်ရောက်သူတွေပါတဲ့ကျွန်မတရားစွဲနေထုတ်ခဲ့လို့တဲ့ဖက်ပြီးကြတာပါတဲ့အပြင်တော့ခိုးယူတော့ကြပါတယ်အဖွဲပါတဲ့သူတော့မပြီးနိုင်မစည်းနိုင်မဆိုင်ရအမေတနဲ့ပြကြပြီးတရားဆွဲထားစေပါတဲ့တကူချက်စီနဲ့ပတ်ကားတဲ့တက်တည်ယူထားတဲ့အတွက်ဒီ channel မှာပေါ့နော်တလဘအလုံးပိတ်ထားတယ်ဝင်ခိုးတာကိုတခိုးလို့မခေါ်တော့ဘလို့ခေါ်ရမလဲတဲ့အဲ့လိုအလုံးပိတ်ထဲမှာတဲ့ဘာမှမသိနိုင်ဘူးလေဒီတခိုးတွေကိုဘလို့မြင်ကြလဲရှေ့တန်းမှာပြင်ပန်းစစ်တရစစ်တယ်အစားရရှင်းလာတယ်ကဲစဉ်းစားကြည့်လိုက်တော့နော်အဲ့တော့ဒါမင်းသမီးအကယ်ဒမီယာရှိမင်းတင်စာဦးရဲ့နဲ့ဆက်ဆက်နေပေါ့နော်အဲ့တော့ဒီအကြောင်းအရာတွေကိုကြည့်ပြီးတော့ပိတ်တက်ကနေဆက်လက်ပြီးတော့နော်ဝေဖန်ပြီးတော့ကြောက်ပါအောင်နော်ဗီဒီယိုထဲမှာပါရကောင်းအရမ်းမိုက်ထိုင်ပါတယ်ဒီလိုတရားဆက်ဆက်နေပေါ်အတင်မှာတက်စီနဲ့ဒီလိုမျိုးမမရေးရနေတော့ကြီးလုံးမဆက်ဘူးဆိုတော့ပုံစံမျိုးဆက်ဆံသွားဖြစ်တဲ့အတွက်အရောမှာရှုပ်ချပြီးတော့ဆက်ဆုံးမိပါတယ်ဗီဒီယိုကိုကြည့်ရှုအားပေးကြတဲ့ဗီဒီယိုအားလုံးကိုကျေးဇူးတင်ရှိပါတယ်အားလုံးကိုနောက်ဗီဒီယိုမှာဆက်လက်တွေ့ရှိပါအောင်မယ်နော်ကျေးဇူးတင်ပါတယ်